လေးဟာနဲ့မှချစ်ရှိလားတိတ်နေပေါ်မှာအချစ်ရှိလားအဲ့မှာအချစ်ရှိမရှိတော့မသိဒီမှာတော့သူ့အတွက်အချစ်ရှိပါတယ်လို့အဲ့နာလေးတော့မှအဲ့နာလေးတော့နားထောင်ကောင်းနော်သူဆိုတာအဲ့စာသားလေး၃ကြောင်းအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Jackson Streaming Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပေါ့နော်reaction မလုပ်ခင်တခုပြောချင်တာကကျတော့ကျွန်တော်ရဲ့တချင်းနားထောင်နေပေါ့နော်နားထောင်တဲ့ပုံစံ၃မျိုးရှိရပါတော့အဲ့ဒါကိုရှင်းပြချင်တာပြောပြချင်တာပေါ့နော်ကျွန်တော်တချင်းနားထောင်၃မျိုးနားထောင်နေဘယ်လိုနားထောင်လဲဆိုတော့ပထမတစ်မျိုးကနားနဲ့နားထောင်နေပေါ့နော်ဒုတိယတစ်မျိုးကကျတော့ရင်ဘတ်နဲ့နားထောင်တချင်းတတိယတစ်မျိုးကကျတော့နှလုံးသားနဲ့နားထောင်တာပေါ့နော်ဒီလိုတချင်းတွေမျိုးကြကျွန်တော်နှလုံးသားနဲ့နားထောင်တဲ့တချင်းမျိုးတွေပေါ့နော်အဲ့ဒါကြိုပြီးပြပြထားချင်တာပါ okay reaction လုပ်သွားမယ့်တချင်းကတော့ Luferin လို့ခေါ်ရတာသူ့နာမည်ကျွန်တော်သိချာမသိ Luferin ရဲ့လေဟာနဲ့တချင်းကို reaction video လုပ်သွားမှာဖြစ်ပါတယ် okay နှလုံးသားနဲ့နားထောင်ပါနော်လာနော်ဟောဖတ်မန်းကဖတ်တာလားအတန်လေးကချိုးနေရပဲရုပ်သားဆုံးအိမ်မက်များလေးဟာနေမှာချစ်ရှိလားတိမ်တွေပေါ်မှာချစ်ရှိလားပင်လေးတွေမှာချစ်ရှိလားလောဝတ်သောစကလုံးများရဲ့ချာဟုတ်တယ်ဟာလေးဟာနေမှာချစ်ရှိလားတိမ်တွေပေါ်မှာချစ်ရှိလားအဲ့မှာအချစ်ရှိမရှိတော့မသိဒီမှာတော့သူ့အတွက်အချစ်ရှိပါတယ်လို့အဲ့နာလေးတော့နားထောင်ကောင်းနော်သူဆိုတာအဲ့စာသားလေး၃ကြောင်းတော့ဘာပြသွားလဲဟာပုံကအော်ဒါလေဟာနဲ့ဒါတိတ်နေပေါ့ဒါပင်လယ်ပြင်မှာအချစ်ရှိလားအော်သွားအဆွဲက original အဆွဲလားလောက်ထားလားမသိဘူး original အဆွဲလို့တော့ထင်တာပဲလှလိုက်တာသွားလေးရစဟုတ်ရောအဲ့ခုနဆင်းလင်းလှတယ်ရိုက်ထားတာဟောအဲ့ဆင်းလင်းလှတယ်
ချစ်ဖို့ကောင်းတာမဟုတ်ဘူးကကားရလေချစ်စရာလေးဟာโอเคလူဖရင်ရဲ့လေးဟာနဲ့တချင်းလေး reaction ကတော့ဒီလောက်ပါပဲပေါ့နော်ဒါကတော့တချင်းကိုနှလုံးသားနဲ့နားထောင်တာပေါ့နော်ရှင်ဘက်နဲ့နားထောင်တာမဟုတ်ဘူးဆိုတော့ okay အာ reaction video လေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ရဲ့ reaction video လေးကိုအဆုံးထိအမြဲတမ်းအဆုံးထိကြည့်ပေးကြတဲ့ကိုယ့်ရဲ့audience နည်းနည်းလေးတော့ရှိမယ်လို့ထင်တယ်ပေါ့နော်အဲ့ audience တွေကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ reaction video လေးနဲ့အဆုံးထိကြည့်ပြီးအားပေးကြပါအောင်လို့ channel လေးတွေ subscribe လုပ်ရသေးလို့ဆိုရင် subscribe လေးလုပ်ပေးသွားကြပါအောင်လို့ bye guys see you in next fucking music reaction video